သူလှမ်းပေးသည့်စာအုပ်ကလေးကိုကင်ထားသောကျမလက်များကလည်းတုန်ရင်ကျင်နေသည်မညီမညာရေးထားသောလက်ရည်လေးများကိုမျက်ရည်များအကြားကဝိုးတော်ဝါမြင်ရသည်စတိုရီခေါ်နာကိုနားဆင်ရပေးနေကြသူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေရှင်ကျမစပယ်ဖြူနုပါဒီနေ့ဖတ်ပြပေးဖို့ရေးချက်ထားတဲ့ဝတ္ထုလေးရဲ့နာမည်ကတော့မြောက်ဖျားကဆောင်းရသည်လို့အမည်ရပါတယ်နားဆင်ကြည့်ပါဦးရှင်မြောက်ဖျားကဆောင်းရသည်တနေ့တာလုံးနေရောင်ကြီးကောင်းစွာရရှိနေသောအခန်းလေးတွင်ကျမနေပါသည်အခန်းသည်အစင်လိုပင်နှွေးထွေးနေတတ်၏နှွေးအခါတွင်ပူပြင်းကဆောင်းတွင်တော့ပြင်ပကအေးမြခြင်းကိုပင်မတိတတ်နိုင်အောင်ခံတွင်နှွေးပင်ရှိသည်ညနေခင်းရုံးကပြန်ရောက်ချိန်၌ဖြစ်စေညနေလျင်ဖြစ်စေတို့ဒီမဟုတ်နည်းနည်းခင်းအိယာကနိုးထလျင်ဖြစ်စေကျမသည်စောင်းဤအငွေအသက်ကိုနည်းနည်းမျှပင်မခံစားရပါအေးမြလှသောဒေတာတွင်မွေးဖွားကြီးပြင်းခဲ့သူဖြစ်သလိုစောင်းသိမ့်မပြီးပြင်းသည့်မြို့၏အတွင်းပိုင်းလိုနေရာတွင်နေရတာကြောင့်လားမသိရန်ကုန်စောင်းသည်ဒီနေ့သူတကာစာဖွဲ့တတ်ကြသလိုဖြင့်ကျမကိုမပြူစားနိုင်ကြတိတ်အေးတာပဲဟုပြောတတ်သောမိတ်ဆွေများကိုရှယ်ပွဲဖွင့်လင်သူတို့၏မျက်စောင်းများနှင့်ရင်ဆိုင်ရလေးရှိပါသည်အေးလေနေရတော့ဘယ်အေးပါမလဲအနှွေးတဲ့အလှကိုရှားသည်ဥတုနည်းနည်းအေးသည်နှင့်ထုတ်ဝေချင်သောတငယ်ချင်းကပြောတတ်သည်ဒီလိုဆိုလျင်တော့ငါတို့စီမာလေးဟုအစာချီကမြောက်ဖျားကစောင်းရသည့်အေးမြပုံကြောင့်ကျမစိတ်လိုလက်ရပြောပြချင်လာပါသည်ပြောပြခြင်းနေသည့်အချိန်နှင့်တိုက်ဆိုင်လာလျင်တော့စကားဆလာသူမှာကျမပြောသမျှနားထောင်ပြီးတော့တို့စီမှာအေးတာမီးတောင်လုံးရတာကိုညဆိုရင်လေခြံထဲမှာမီးဖိုကြီးမှအကြီးကြီးပဲဖို့တာထင်းတုံးတွေဆိုင်းပြီးတော့ညမိုးချို့ရင်မီးဖို့တော့တာပဲမီးလုံးရင်းနဲ့လေခေါပုတ်လေးကင်းစားရတဲ့အရာသာများဘာနဲ့မှမလဲနိုင်ဘူးသူတစ်ပါးကိုအားကြစီလိုစိတ်နဲ့ပြောမိတော့ကျမမှာနောက်ဆုံးတော့လေကိုယ်တိုင်ပင်ပြန်လွမ်းရပါတော့သည်တငယ်ချင်းကတခဏမျှသာဒီအကြောင်းများစိတ်ဝင်စားပေါ်ရပြီးတစ်ဖက်အာယုံပြောင်းချိန်တွင်တော့ကျမတယောက်သာအလွမ်းများတပွေးတစ်ပိုက်နှင့်ကြံရတတ်သည်စာတိမြေကချင်ပြည်နယ်ကစောင်းရသည်ကိုလွမ်းတတော့ကျမသည်တကယ်တော့ထူမြေကစောင်းနှင့်ဝေးခဲ့သည်မှာနှင့်များစွာကြာခဲ့ပါပြီအလုတ်ခွင်ဝင်မာပြီဆိုကြတဲ့ကတကြံပိတ်ရတာအိမ်ပြန်ဖြစ်လေရာစောင်းကိုမကြုံရပြီတကြံကာလတွင်နည်းနည်းခင်းအစောပိုင်းများ၌အေးမြတ်မြအထီးတွေကိုခန်းစားရသေးသည်ကျေနပ်ရပါသေးသည်သို့သောကျမလွမ်းတသောဆောင်းကိုတော့မမီပြီအေးနေပြီလားဟုအိမ်နှင့်ဖုန်းပြောရတိုင်းကျမတတိတရမိတက်ကစိတ်ကူး၌လည်းအိမ်သို့အပြေးပြန်တတ်ပါသည်စိတ်ကူးနှင့်ပင်ဆောင်းကိုမြင်သည်မိဖို့မှာမိလုံရသည်ခေါပုတ်ကင်နှံပင်တသင်းသင်းရှာသည်ထင်မှတ်လာ၏စိတ်နှင့်လူတဖန်ကပ်သောရှန်ကုန်မြေ၌ခြေမြဲမြံလျက်အာယုံတိမ်ပွေချိန်တိုင်းတော့စိတ်ကတိမ်ဆိုင်လိုမျောလွင်မြဲကျမတို့ငယ်ရွယ်စဉ်ကတော့ဆောင်းကိုကြောင်းတက်ရဲ့နည်းနည်းခင်းများနဲ့တွဲလျက်မတ်မိစရာဖြစ်ရပါသည်ထိုစဉ်ကကျမသည်မြို့တွင်ကြောင်းတက်စဉ်အဖွားအိမ်၌နေထိုင်ရသည်အဖွားသည်အခြားသောအချိန်များ၌ချစ်ပွဲကောင်းတတ်တော်လေနည်းနည်းခင်းအလင်းလျှောက်သည်နှင့်အိယာကအတင်းနိုးတတ်တာတစ်ခုကိုတော့ကျမမကြိုက်ခဲ့ပါပြီဆောင်းကအေးလာသည်မို့ဂုံးဆောင်ပုံထဲကထွက်ဖို့ဆိုသည်မှာစိန်ခေါ်မှုတစ်ဖွဲတည်းဂုံးဆောင်ထူအီကြီးများတဲ့ပစွန်တုံများလိုကွေကွေးလေးအိတ်ဆက်ရသည်မှာဘယ်လောက်အဆင်းရှိပါသနည်းဒီလိုသာမထတန်းအိတ်ချင်သည်ဟုငယ်စဉ်ကအကြိမ်ကြိမ်တွေးပူသည်ကြောက်မတက်ရလဲကောင်းသားပဲသို့တော်လဲအချိန်တန်လျင်တော့အဖွားသည်စောင်းများကိုဆွဲခွာကအိယာကနှိုးတတ်သည်ထတော့ဒီကလေးဟာနေမင်းနဲ့အထိအိတ်ချင်တယ်ကြောင်းသွားရမယ်ဟာစားလေးပါလေးကြက်အောင်ထအဖွားသည်ဒီမြသာစောအောနိုင်ကဈေးသို့ဆွဲချင်းကလေးဆွဲပြီးထွက်သည်အသက်ကြီးတော်ညာနည်းနည်းတိုင်းဈေးသွားမြဲဟင်းလျာစီမံမြဲခြံဝင်းထဲမှအဖွားထွက်သွားသည်ကိုတေးကြအောင်ချောင်းကြည့်ပြီးတော့စောင်းပုံထဲ
တကြော့ပြန်ခွေပါသည်အပြင်တွင်အေးလာသည်မဟုတ်လားကြမ်းမြင်ကလည်းအေးဆက်နေသည်လေကလည်းအေးဆက်နေသည်ဒီထက်ရေအေးအေးနှင့်မျက်နှာတရမည်ဆိုသည်ကိုအထိတ်လန့်ဆုံးသည်ရေချိုးဖို့ဆိုသည်မှာတော့အိမ်မက်ပင်မက်ကောင်းသည်မဟုတ်အိယာနှွေးနှွေးကိုဘယ်သို့ပင်ခင်ထွဲတော်လဲအဖွားပြန်မလာမီတော့အပြေးထားရသည်မျက်နှာသစ်တနခါလေးကအဝတ်အစားလဲထားရသည်ပြန်လာလို့မှအိယာတဲ့တွေ့သေးလင်တော့အဖွားကြီးပါဇက်ကိုကြောက်ရမည်မဟုတ်လားသူနှင့်အချိန်တန်လင်နက်နက်စားစားလွယ်အိတ်ကလေးလွယ်ကပတ်ဝန်းကျင်မှာအိမ်နီးနာချင်းအကိုအမတတိုက်နှင့်ကြောင်းသွားပါတော့သည်ကျောင်းမှာ15မိနစ်မြရှောက်ရင်ရောက်သည်ကျောင်းသို့သွားရလမ်းကတော့စောင်းနှစ်ခင်များ၌အထူးလှသည်အထူးလှသည်ဟုသာကျမထင်ပါသည်လမ်းသည်ကွေ့ကောက်ကကျောင်းဘက်သို့ဦးတည်သွားသည်ဒီလမ်းပေါ်၌ကျမတို့လိုပင်ကလေးတိုက်တို့သည်ဟိုတစုဒီတစုဖြင့်ခြေလျင်သွားနေကြသည်နှင်းမကွဲသည်အဖြူအစိမ်းတူညီဝတ်စုံတို့သည်နှင်းမကွဲသေးသောမြူဆိုင်သည့်ငွေပြူပတ်ဝန်းကျင်ကတစ်ပင်တို့၏အစိမ်းတို့ရှောနောသောတဘာဝအလှနှင့်အတော်ပင်လိုက်ဖက်သည်ကိုသတိရ၏ကျမတို့သည်စောင်းနှစ်ခင်းစောစောများတွင်ကိုရှိပတ်ဝန်းကျင်မလန့်မကန်းများသာမြင်ကြရပါသည်အဝေးကိုလှမ်းကြည့်သောမသေးကွယ်မြူနှင်းများဆိုင်စေလေမာအေးစိမ်၍နေသည်အနှွေးအုတ်ထုပ်များဆောင်းထား၍ကောင်းမဆိုမျက်နာကတော့ရေငွေ့ရိုက်စာပြူကအေးဆက်နေတတ်သည်မျက်တောင်ဖျား၌နှင်းငွေ့များခိုးတွဲနေတတ်သည်ကိုတော့ကျမအလွန်သဘောကျပါသည်မျက်တောင်ကိုပင်ခဏခဏခတ်တက်သေးသည်ရေစက်ပေါက်ကလေးများမျက်နာပေါ်ကျသည်ကိုလည်းနှစ်သက်တက်သေးသည်စာသင်ခန်းထဲရောက်စ၌လက်ချောင်းကလေးများကျင်းခဲနေသလိုစာရေးရန်ခက်လာသည်ဘောပင်ခဲတံတို့ကိုမကင်တွင်နိုင်လက်ချောင်းများအချင်းချင်းဆုပ်နေလိုက်ပါဇက်ကလေနှင့်နှွေးထွေးစေလိုက်ပြုကစာရေးဖို့ကြိုးစားရသည်အတန်ကြာလင်တော့အသားကျပေပြီဒီတို့သာကျောင်းသူဘဝ၏ဆောင်းနေခင်းများစွာကိုအစီအစဉ်တကျဖျက်ကျော်ခဲ့ရသည်ငယ်စဉ်ကကျမတွင်အနှွေးအင်ကြီးအလှများမရှိပါကတိပါပြောင်နီညိုရောင်တစ်ထဲဆွေတာမိခိုးရောင်တစ်ထဲပဲရှိခဲ့သည်လားမသိသို့သောမြို့စွန်၌တည်ရှိသောကျမတို့ကျောင်းတွင်မျက်နာငယ်စရာစိုးစင်းများရှာမတွေ့ဘဝတူတွေရှိတာပဲတက်နိုင်သည့်သူကအနှွေးအင်ကြီးအလှများဝတ်ထားသောအားကျငေးမောမည်သို့သောမိဘကိုပူဇာရန်ကတစ်ကြိမ်မှစိတ်ကူးမရှိခဲ့စဘူးမပြေဆုံးလာသောငယ်ဘဝတွင်ကျမသည်စောင်းရသည်ကိုတော့မုန်းစိတ်မဝင်နက်ခင်းစောစော၌ချမ်းရအေးရသည်ကြားတဲ့ကြောင်းသွားရန်ထားရခြင်းတစ်ခုကိုတော့ကျမညှူဆူခြင်းသည်ကျမကအိမ်မက်သူအိယာစောစောထားရသည့်စောင်းနေခင်းများကိုမကြိုက်လာတော့လေစောင်းနေဝင်ပြီးနောက်လေအေးများကြီးစိုးလာသည့်နေဆောင်ချိန်များကိုတော့ကျမအလွန်နှစ်သက်ပါသည်ဦးလေးသည်မောင်စပြိုးသည်နှင့်ခြံထဲမှမီးဖိုပါတော့သည်မီးဖိုနေကြနေရမှာပင်လောင်ကျွမ်းပြီးသားထင်းတုံးဟောင်းကိုမီးပြန်မွေးသည်တိတ်ကိုင်းကြောင့်နည်းနည်းထက်ထဲ့သည်မီးညွန့်ကလေးများတက်လာလျင်လုံနိုင်မိပြီခြံချင်းနီးသောဝမ်းခွဲအမနှင့်ကျမသည်အဖွားအိမ်မော်တွင်အင်းစာအတူလှုပ်ကြပြီးသောမီးပုံနာသို့အပြေးကပ်ကြတော့သည်အိမ်သည်ထရန်ကောင်မှုလေကတိုးဝင်လျက်ရှိရာအေးလာသည်မဟုတ်လားကျမတို့သည်မိဖို့အနီးဝိုင်းထိုင်နေကြသည့်လူကြီးများအကြားတိုးဝေထိုင်ကြသည်ခြေလက်တို့ကိုပူနွေးအောင်မီးလုံကြသည်မိဖို့ဘေးတွင်ခေါပုတ်သို့မဟုတ်ပေါင်းတင်းကြီးကောင်းရင်းကြီးတောင်စသဖြင့်လူကြီးများကတခုခုကင်းနေနှွေးနေသည်ကိုငေးမျောကဆောင်းကစားကြသည်အဖွားပြောပြတတ်သည့်ရှေးစကားများကိုမျက်လုံးကလေးအဝိုင်းသားနှင့်နားထောင်တတ်ကြသည်အချိန်တန်နေတော့ဂုံးဆောင်ပုံများကြတဲ့နှစ်နှစ်ချိုက်ချိုက်အိတ်ဆက်ရခြင်းကိုဘယ်တော့မှမမေ့ဆောင်းရသည့်၌ပင်ကြုံရသောကြောင်ပေရရှိများကိုတော့ရွာသို့ပြန်လျင်ကျမနှစ်သက်သောဟင်းလျာများအတွေ့အသီးအရွက်အညွန့်အဖူးတို့စုံလင်မိပြီမုံရင်းဖူးနုနုများရှာမည်ပဲရွက်နုများရှာမည်ပဲသေးနုများလည်းရှာမည်အားလုံးသည်စိမ့်စိမ့်ဆူဆူလက်လက်ဆက်ဆက်အချို့ကတော့ခြံထဲတွင်ပင်ရှာနိုင်သည်အမေကိုယ်တိုင်စိုက်ပျိုးထားပေသည်အမေသည်ကျမအလွန်နှစ်သက်သောမုံညင်းစောမုံညင်းချင်ရည်ဟင်းကိုချက်ကျွေးတတ်သည်ဟင်းလော်ပေါင်းလှုပ်ကျွေးသည်မုံညင်းပေါင်းလှုပ်ကျွေးတတ်သည်ငါးပေါင်းလှုပ်ကျွေးသည်
ရွာကအင်္ဂလိပ်သည်ချောင်းနှဘေးတွင်တီးရှိလေရာစောင်းနှစ်ခင်းစောစောများ၌ရေပြင်ကိုမြူနှင်းများအကြားမသေးမကွဲမြင်ရသည့်မြင်ကွင်းကိုလည်းကျမတတိရနေသည်အမေလှုပ်ပေးတတ်သောနက်နက်စာထမင်းကျော်ကော်ဖီပူပူတို့ကိုလည်းစောင်းနှစ်ခင်းများနှင့်တွဲဖက်ကမှတ်မိနေစေပင်ရွာတွင်တော့ကောက်နံတို့လည်းပေါ်ပြီးဖြစ်ရာခေါ်ပုတ်လိုင်လိုင်ထောင်းကြစေတအိမ်အိမ်ကခေါ်ပုတ်ထောင်းလျင်နီးစပ်ရာကအမျိုးသမီးများကဝိုင်းကူကြသည်မောင်းတံပေါ်ခြေသုံးဖက်လေးဖက်များအချက်ကြီးကြီးနင်းကြသည်မောင်းစုံနာတွင်နေသူကကြပွေတွင်ကပ်နေသည့်ထောင်းလက်စကောင်းကြီးဆေးပြစ်ပြစ်ကိုခွာလိုက်စုံထဲတဖန်ထည့်လိုက်ကျင်လဲစွာလှုပ်ပေးရသည်ပက်လက်ပေးရသည်ဒီမြင်ကွင်းကိုပြန်တွေးတိုင်းကျမသည်မောင်းစုံရှိစောင့်တက်သည့်ကြီးကြီးဤလက်ရင်ပုံကျွမ်းကျင်မွန်ကိုမမေ့ပါမောင်းထောင်းနေသည့်အနီးတစ်ဝိုက်ကျမတို့ကလေးတစ်တိုက်ကကျင်လေသောကြီးကြီးသည်ထောင်းလက်စားတွေကအဆုပ်အဆုပ်ခွဲကလှမ်းပေးတတ်သည်မိဖို့အနီးသို့အပြေးသွားကတီတန်ထိတ်တက်လျက်ကင်းစားရသည့်အရာသာမှာအမေကင်ပေးတတ်သည့်ခေါပုတ်ထက်ပင်စားကောင်းသလိုထင်တတ်ခဲ့သည်ခေါပုတ်များကိုဝိုင်းကူကြသူများကိုလည်းပေးရသည်အိမ်နီးချင်းများထံပို့ရသည်ဆွေမျိုးများကိုလည်းခွဲပေးသေးသည်မိမိအိမ်ကတစ်ချိန်တစ်ခါထောင်းလျင်အများကိုပေးဝေသလိုဘေးပတ်ဝန်းကျင်ကထောင်းလျင်လည်းအိမ်ကိုအရောက်ပို့သည်သာဒီတော့အိမ်တွင်ခေါပုတ်ကမပြတ်ချေစားစရာလည်းမပြတ်ကျောင်းပရဲ့လွန်၍မြို့သို့ပြန်တော့စားစရာများတဲကပြန်ရသည်မြို့တွင်တော့ကျမကြောင်းတက်ခဲ့သည့်ချမ်းချမ်းစီစီနက်နက်များကစောင်းကြိုမြဲသို့တော်လည်းမိဖို့နှပေနှွေးထွေးနေပြောသောညကာလများလည်းရှိသေးသည်မို့စောင်းကိုကြာရှည်စိတ်မကုန်မြန်တည်ငယ်ရွယ်စဉ်နှင့်ဆယ်ကျော်သက်ရွယ်တုန်းကပဲဘဝကိုပြောစရာဟုပုံမြင်တတ်ခဲ့လေသလားမသိပြန်စင်စားလျင်အရာရာသည်လွမ်းစပွဲသည်တနစ်တော့စောင်းရာသည်ပြန်ဖြစ်အောင်ပြန်ပါမည်ဟုယခုတိုင်တွေးစေပြီးခဲ့သည့်တရက်ကအမေနှင့်ဖုန်းပြောရတော့စောင်းရာသည်တွင်ကျမတစ်ကြိမ်မှမပြန်ဖြစ်တော့သည်ကိုအမေကတတိတရပြောလိုပြန်သည်တခါတော့စောင်းတွင်ပြန်လာဦးလေစောင်းတွင်ကစားစရာပေါ်တယ်သမီးပြန်လာတဲ့နွေရာသည်ဆိုရင်လှုပ်ကြွေးခြင်းတောင်ဘာမှမစုံတော့ဘူးခေါပုတ်ကလည်းအဲ့ဒီချိန်ဆိုရင်ကုန်ပြီအမေစကားတန်သည်ဖုံးချပြီးတော့လဲနား၌ဆွေမြဲဆဲပင်သို့တော့အမေသမီးမှာတော့စောင်းရသည့်အိမ်ပြန်ရေးဆိုသည်မှာစစ်စစ်တွေးရန်မလိုပဲထင်းထင်းပေါ်မြဲအဖြေကရှိပြီးသားပင်အသွားအပြန်၄ရက်များကြာသောရွာကလေးတို့ဘယ်မှလင်ပိတ်ရက်ရှိမရပဲပြန်နိုင်ပါမည်နီကြာတော့လေအလွမ်းနှင့်အသားကြကမလွမ်းရတော့ဘူးဆိုလျင်ပင်မနေတတ်တော့ဟုထင်လာသည်လွမ်းရတာကိုပင်စီးစိမ်တစ်မျိုးလိုထင်မှတ်ကလွမ်းတက်လာသည်အခုတလောတော့မြောက်ဖျားပိုင်းကိုပိုလွမ်းရသည်ရှာသည်ဥတုအေးနေပြီဆိုသည်ကိုတွေးမိလျင်တိုး၍လွမ်းရသည်ဒီတစ်ချိန်လွမ်းရသည်ကတော့အစားအသောက်များကိုမဟုတ်ဆောင်းအလှကိုလည်းမဟုတ်မိသားစုကိုလည်းမဟုတ်နှွေးထွေးလုံခြုံရာတွင်ရှိနေမည်ကျမဤမိသားစုကိုစိတ်အေးရတော့လေမတက်နိုင်လက်မိုင်ချကအိမ်အပြန်လန်းငေးမြော်ရသူများကိုတော့လွမ်းရပါပေသည်အနှွေးထဲလည်းမလောက်ဘူးတို့စီမှာဒီလောက်အေးတာနင်သိတဲ့အတိုင်းအိမ်ထဲမှာတောင်ဒီလောက်အေးတာတိုးထဲမှာသူတို့ဘလောက်အေးမလဲငါလည်းဘာလို့ပေးရမှန်းမသိတော့ဘူးတနေ့တည်းတခရိုင်ထဲကြီးပြင်းခဲ့ကြတော့လေရန်ကုန်တွင်မှကြံကြံဖန်ဖန်တွေ့ကြုံခင်မရသောအမသည်တရက်၌ခရီးမစမီကျမကိုတိုင်တဲသည်မကြခင်သူခရီးစမည်ကျမတို့ဤစာတိမြောက်ဖျားစီသူသည်အခါများစွာကလိုအိမ်ကိုအလဲပြန်သည်မဟုတ်တော်တွင်၌ရှိနေစေသူများထံမြို့ပြမိတ်ဆွေများစီကရတတ်သမျှအကူအညီများတဲပိုးကသွားရန်ပြင်ခြင်းကျမကသူ့ကိုတိတ်တဆိတ်ပူပင်စေသူကတော့သူ့ကိုသူထက်အိမ်မပြန်နိုင်သေးသည့်ကလေးများမိခင်များအဖိုးအဖွားများအတွက်ပူပန်နေသည်ကျမတွင်တော့အပူသည်ရံဖန်ရံခါတော့များပြားလာသည့်ဘဝတာဝန်များကြားပေါ်လိုက်ပြောင်းလိုက်ပင်တခါတလေတော့ရွာကမိသားစုကိုအလုံးအမင်းပူပန်နေတတ်သည်အပြေးသွားလိုက်ခြင်းသည်မိတ်ဆွေများရှိမျက်ရည်ကျမိသည့်အချိန်လည်းရှိခဲ့သည်သို့တော်လည်း
မိဘများ၏အတန်ကိုဖုန်းထဲကကြားယုံနှင့်တပြင်းချကာစိတ်အေးတတ်သည့်အချိန်မျိုးလည်းရှိပြန်သည်တကယ်တော့တနတ်တန်ဘုံတန်များသည်ကျမတို့နှင့်စိတ်သည်မဟုတ်နှစ်တော်ကြာကြားဘူးနာဝရှိခဲ့သည်ထို့နောက်တဖန်ငြိမ်အေးသွားပြန်သည်ဆယ်စုနှစ်ကိုကြော်လွန်ငြိမ်းချမ်းစေလွန်ခဲ့သောနှစ်နှစ်နီးပါးကတော့မိုးဆက်များနှင့်အတူကျမတို့၏မြေ၌မငြိမ်းချမ်းခြင်းသည်တကြော့ပြန်နှိုးထခဲ့ပြီဇွန်ဇူလိုင်လတို့သည်ကျမအတွက်ခက်ခဲစွာဖြတ်ကျော်ရသည့်ကာလများအဲ့ဒီအချိန်ကမိသားစုကိုပူပင်စိတ်နှင့်တစ်ဖက်တွင်မြို့ပြကိုစွန့်ခွာရန်ခက်ခဲနေစေအနေအထားများအကြားကျမပြိုလဲမတက်ဖြစ်ခဲ့ရသည်သို့သောရွာကလေးသည်ကာလရှည်ကြာဘေးကင်းစေဒီတော့လေမိသားစုထံကပူပင်စိတ်သည်အိမ်ကိုစွန့်ခွာပြေးလွှားရသူတို့ထံကူးပြောင်းပေသည်အဲ့ဒီနှစ်ကလည်းအမသည်နေပြန်ခဲ့သေးသည်သူအပြန်တွင်ဓာတ်ပုံများစွာပါလာသည်ကျမသည်ထိုဓာတ်ပုံများကိုကြည့်ကာသူ့ရှေ့တွင်ပင်မျက်ရည်ကျရသည်အဝိအထည်နွမ်းနွမ်းကလေးများနှင့်ကလေးတို့သည်ကင်မရာကိုအပြစ်ကင်းစင်သောမျက်လုံးကလေးများနှင့်ငေးနေတတ်ကြသည်ငိုနေသောကလေးလေးကိုလည်းတွေ့ရသည်ပဲပြုတ်တစ်ခွက်နှင့်ထမင်းစားနေကြသောကလေးတို့ကိုမြင်သည်ဒုက္ခသည်စခန်းကကြမ်းမြင်ပေါ်စာကုန်းရိပ်နေကြသည့်ကလေးတို့ကိုရင်နာစပွဲတွေ့ရသည်စခန်းတို့သည်အမိုးအကာလည်းလုံလုံချုံချုံမဟုတ်ဓာတ်ပုံများကိုတွေ့ရသောအချိန်သည်လည်းစောင်းကာလာတာဖြစ်သည်သူတို့ဘယ်လောက်များအေးနေကြမလဲကျမမျက်ရည်တွေကျနေသည်ကိုအမကငေးနေခဲ့သည်ငိုချင်တဲ့လောက်သာငိုပေတော့ငါမှတော့ငိုစရာမျက်ရည်တောင်မရှိတော့ဘူးငိုလည်းမငိုနိုင်တော့ဘူးငါမြင်ရတဲ့မြင်ကွင်းတွေလေနင်အပြင်မှာတွေ့ရလို့ရှင်နင်လည်းငါလိုပဲမျက်ရည်တောင်ကျမှာမဟုတ်တော့ဘူးသူလှမ်းပေးသည့်စာအုပ်ကလေးကိုကင်ထားသောကျမလက်များကလည်းတုံရင်ကျင်နေသည်မညီမညာရေးထားသောလက်ရည်လေးများကိုမျက်ရည်များအကြားကဝိုးတော်ဝါမြင်ရသည်သမီးအိမ်ပြန်ခြင်းနဲ့စစ်ပေးရင်တာအကြောင်းပြန်နေမယ်စားလဲစူးစမ်းမယ်ကျွန်တော်အသာဟင်းစားခြင်းပါသည်အဲ့ဒီတညနေကအားရအောင်ငိုချလိုက်ပြီးနောက်ရက်များတွင်တော့အကြိမ်ကြိမ်မျက်ရည်ဝဲရသေးတော့လဲထိုတညနေကလောက်ရှိုက်ကြီးတင်ငင်မငိုတတ်တော့ပါပြီခုလိုအေးမြသည့်ကာလရောက်တော့ထိုညနေကိုတတိယသည်တွေ့မြင်ဘူးသောပုံကလေးများကိုတတိယသည်သူတို့သည်စောင်းရသည့်နှစ်ဆက်တိုက်လုံခြုံနှွေးထွေးသောနေအိမ်များနှင့်အဝေးမှရှင်သန်ခဲ့ကြသည်အခက်အခဲများကိုရင်ဆိုင်မှုရန်စိတ်နှလုံးခက်မာခြင်းမျက်ရည်ကြားကရှဲတက်ပြုံးတက်သောနှကမ်းများရှိကြခြင်းအတွက်တော့လောကကိုကျေးဇူးတင်ပါသည်ဒီနှစ်ຫນွေတော့ကျမအိမ်ပြန်ရင်စခန်းမှာသွားနေအောင်မယ်ရန်ကုန်တွင်နှုတ်ဆက်ရသည့်ညနေကအမကိုပြောခဲ့မိသည်နင်ကလည်းဒီလိုမပြောစမ်းနဲ့တော်ပြီຫນွေမရောက်ဘူးစစ်ပြီးပြီလို့ပြောအားလုံးအိမ်ပြန်ပြီလို့ပြောဒီဆောင်တွင်တစ်ခုပဲတော်ပြီစကားပြောပြတ်တောက်သောသို့သောစိတ်နှလုံးရိုးစင်းနူးညံ့ကကျင်နာတတ်သောအမကိုအခုတလောတတိယနေသည်သူသည်မြောက်ဖျားမှာအလွန်အေးသောကျမတို့ဇာတိမြောက်ဖျားမှာသူပြန်မလာသေးသည့်အတွက်ကျမသည်သတင်းစကားများအထူးတလဲသိရသည်မရှိပါဒီကြားတွင်တန်လွင်ခက်နှင့်ကြိုးဖြူတကောင်လက်တကန်းကိုပင်ရှောက်လာတော့မလို့လို့သတင်းများထွက်ပေါ်လာလင်တော့ဝမ်းသာစပြုလာပြန်သည်ဒါနှင့်ပင်မျောလင်းချက်ထားလိုသည်အလင်းတစားမြင်ရသလိုဆုပ်ကိုင်လိုက်ခြင်းသည်ထိုအလင်းမကွယ်ပြောက်ပါစေနှင့်မကြပေါ်လိုက်ပြောက်လိုက်ဖြစ်ရသလိုထပ်၍မကွယ်ပြောက်ပါစေနှင့်ပြီးခဲ့သည့်တရက်ကတော့ကျမသည်အမေနှင့်ဖုန်းပြောစဉ်အမေအခုအေးနေပြီမဟုတ်လားဟုတ်အစမ်းလုံးမေးဖြစ်ပါသည်အေးတာပါညဘက်တော့တော်တော်အေးတာအမေကဖြေရိုးဖြေစဉ်ဖြေသည်ကျမ၏စိတ်အလျင်ကတော့မြောက်ဖျားပိုင်းစီအပြေးရောက်သွားသည်တောင်တန်းများကိုဖြတ်သည်တောအုပ်များကိုကျော်သည်တစ်ပင်ငယ်အစုစုကိုဖြတ်သည်အကအယံမလုံတလုံးတဲများအနီးတွင်ရှက်သည်ဖြူစင်သောမျက်လုံးလေးများစွာကိုမြင်သည်
ဒီအခိုက်လေချမ်းကစိတ်ကူး၌ပင်တုတ်ခနဲနှင်လာသည်သူတို့အေးနေရှာရောမည်ဇန်နဝါရီလ2013ခုနှစ်မျက်ရှုတူတာရတမဂ္ဂဇင်းမြောက်ဖျားကစောင့်ရသည့်ဝတ္ထုတို့ဟာမြောက်ဖျားကအလွမ်းရသည့်ဝတ္ထုရှည်ကိုမရေးခင်မှာကျမရေးသားခဲ့တဲ့ကချင်ပြည်နယ်ကပြည်တွင်းစစ်နောက်ခံဝတ္ထုတွေထဲကတစ်ပုဒ်ဖြစ်ပါတယ်။အတန်စာအုပ်အနေနဲ့လည်းရင်းနှီးပြီးသားလို့ကျမယူဆပေမဲ့အခုချိန်ကာလမှာကျမကိုယ်တိုင်ကမြောက်ဖျားကိုလွမ်းနေတဲ့အချိန်မို့လို့စောင့်ရသည်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစာလေးကိုအမှတ်တရအနေနဲ့ဖတ်လိုက်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။